Konsecau nasette yazu nyosi ya dogba Bismillahirrahmanirrahim Tawgou ma lu sai keme nedu Yakai Buddha wadi nya ye ajam phet tat phyat khan khe ya do Myama Pyi da Islam bara win Sihiri 10 ဦးနဲ့ဖိနှိပ်ခံမြန်မာပြည်မွတ်စလင်များရဲ့ဘဝနဲ့တကမ္ဘာလုံးကဖိနှိပ်ခံစီဒီတွေရဲ့တွေတောင်းပန်ခတ်လေတော့ That had yet cherished အကျွေးပန်းပေမဲ့ဆွေနန်းတော်ထိုက်ချင်တယ်တဲ့ထိုဇက်လန်းကို2015ခုနှစ်စစ်မှန်သောရွေးကောက်ပွဲအပြီးတွင်အဆုံးသတ်မည်ဖြစ်ပါသည်21ယောက်နဲ့ဖွဲ့စည်းထားတဲ့ဆွေဒင်ရောက်မွတ်စလင်ကယ်ဆယ်ရေးအဖွဲ့ကနိုဝင်ဘာလကုန်ပိုင်းလောက်တွင်မြန်မာနိုင်ငံမွတ်စလင်တွေနဲ့အဖိနှိပ်ခံဘဝကိုရောက်နေတော့ဒုက္ခတွေရောက်နေသူများကိုတွားရောက်ကူညီမိဖြစ်ပါသည်မြန်မာနိုင်ငံမှာမြန်မာနိုင်ငံကိုလက်နဲ့ကိုတွားရောက်တကူညီမှာဖြစ်တယ်အဲ့ဒါ OIC အဖွဲ့ကိုလည်းအတိပေးချင်ပါတယ် OIC အဖွဲ့ဆိုရင်မြန်မာနိုင်ငံမှာရုံးဆိုင်ခွင့်မရမနဲ့ဒီမြန်မာအစိုးရကိုဆိုရင်အကူအညီတွေမပေးပါရန်အထူးပဲတိုက်တွန်းပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာအစိုးရကိုသူတို့အကူအညီပေးခြင်းဆိုရင်ဒီစစ်အာဏာရှင်ကိုဆိုရင်ရေလောင်းပေါင်းတင်ခြင်းပဲဖြစ်တယ်။ဒီဒုက္ခတွေသူမရောက်တာပဲဖြစ်တယ်။ဒါကြောင့် OIC မွတ်စလင်အစည်းအရုံးတွေနဲ့ဒီရုံးခွင့်ရမှပဲဒီမွတ်စလင်တွေကိုဆိုရင်ပြန်လည်အကူအညီတွေပေးပါလို့တိုက်တွန်းချင်ပါတယ်။ဆွေဒင်ရောက်မြန်မာနိုင်ငံသားတွေအားလုံးငွေထည့်ဝင်လူဒန်းနိုင်ပါသည်။ဆွေဒင်နိုင်ငံပလိတ်တွင်ခွင့်ပြုချက်လည်းယူထားပြီးဖြစ်ပါတယ်။ပလိတ်ကခွင့်ပြုချက်ယူပြီးတော့ပလိတ်ကမေးတယ်။နေ့နဲ့ဘာတလူလည်းမေးတဲ့ချိန်မှာဖွင့်ပြယူတဲ့ချိန်မှာဆိုရင်ဘာမှလူစရာမရှိလို့ဒီတွားလိုက်တာမှာစွတ်တလူမယ်လို့ပြောတဲ့ပုံမှာသူတို့အနေနဲ့ဘာလို့လဲဆိုရင်သူတို့အနေနဲ့ပြောတာဒါက constant ဒါကထူးဆန်းတယ်ပေါ့မစွတ်ကဆိုရင်ဘာလို့မလဲပေါ့အဲ့မေးတော့ချိန်မှာဒီတက်ကားဘာလို့မလဲဆိုတော့အဲ့ဒါသူတို့ဂျမတ်တွေထွက်ခိုင်းမယ်ဆိုတော့ပြောတယ်ဒါသူတို့နဲ့ထူးဆန်းတယ်ဒါပေမဲ့သူတို့ကတင်ပြတယ်သူတို့ငွေဘယ်လောက်တပေးမလဲအဲ့ဒါကိုလည်းပြောတယ်အဲ့ဒါလည်းပြောတို့တာဝန်ယူပြီးတော့ခေါ်သွားပေးမယ်တဲ့တို့တော့ရောက်တာဝန်ယူပြီးတော့ခေါ်သွားပေးမယ်ဆိုတော့ကြောက်ပြောတယ်အဲ့ဒါအဲ့ဒီငွေကိုကောက်ခံတော့မှဖြစ်တယ်ငွေထဲဝင်လူတန်းထားကြတော့ဆွေဒင်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေအားလုံးငွေထဲဝင်လူဒန်းနိုင်ပါသည်ဆွေဒင်နိုင်ငံ police တွင်ခွင့်ပြုချက်လည်းယူထားပြီးဖြစ်ပါတယ်ငွေထဲဝင်လူဒန်းထားကြတော့သူများစင်းထွန်းအေးမိသားစုကတော့2000 krona အိုင်စာရိုမိသားစုက12000 krona စတာရိုမိသားစုပါနော်အိုင်စာရိုမိသားစုဂျိုဒီရိုမိသားစုကတွင်ဆွေဒင်ငွေက9000မြန်မာကျပ်ငွေကအစ်စ်က10သိန်းပေးမယ်နောက်ဒါဘီယာလေးဆွေဒင်ငွေ1000ပေးမယ်ဟန်နီဖာ100ပေးမယ်ဆွေဒင်ငွေနောက်ဟမ်ဇာကနောက်ဆက်လက်ပြီးကောက်လာတာမယ်ကျဲတော့ကျွေးရတယ်ကပတ်မာကတ်ပလီကြီးစောက်လို့ရန်အတွက်လဲဆက်လက်ပြီးငွေကောက်ခံသွားမည်ဖြစ်ပါသည်စရင်ရကောက်ခံရရှိထားတော့ငွေစရင်ရဆိုရင် list ကိုလောက်လာတယ်အဲ့ဒါဆွေဒင်ငွေက90ရာတောင်းတိတ်4သိန်း7,900ရလာပြီယူရိုငွေက6,200ရလာပြီ90ရာ6,200ဘတ်ငွေက3,400ရလာပြီ US ငွေက90ရာ2,000ရလာပြီ$2,000ရလာပြီနောက်ဗမာကျပ်ငွေက3သိန်းရလာပြီဖြစ်တယ် Bismillahirrahmanirrahim Abdullah bin Umar radiyallahu ta'ala anhu berättade att han hade Rasulullah sallallahu alaihi wasallam säga Islam är grounded for fan pelare Number 10 säger Bära betna att det finns inget gud utan Allah subhanahu wa ta'ala Muhammad sallallahu alaihi wasallam är Allahs prophet och sändebud Allah Ta'alas bisan oss budbärare. Upprättelse oss, upprättelse upp salat. Number 3 betalning oss zakat.
Fira utfat Relse upp hat upp Fastan i Ramadan Allah subhanahu wa ta'ala är Allah subhanahu wa ta'ala är skaparen och världen, himlen och stjärna och solen. Wa ilahukum ilahun wahid la ilaha illallah